မိမတယောက်ကခဏခဏဖောက်ပြန်နေတာဘာကြောက်ပါလဲတဲ့ခံချင်လို့အားရပါရခံချင်လို့ဒီတကောင် तू ကဒီတယောက်နဲ့ခံလို့ဝဝိုင်းဆိုတော့နောက်တစ်ယောက်ကိုပြောင်းခံမယ်နောက်တစ်ယောက်နဲ့ဝသွားနောက်တစ်ယောက်ပြောင်းခံမယ်အမှန်တော့အဲ့ဒီကောင်မတွေရဲ့ဘဝကလေသူတို့အတီးတကျယူမဲ့ယောက်ျားမရှိဘူးသူတို့ကလေအလကားခံဘတ်တသက်အဖြစ်အမေးပိုက်ထဲကနေထွက်လာကြတဲ့အမိန်းမနော်ငါမိန်းမဆိုတော့မိန်းမလို့ပြောတာနည်းနည်းတော့မကောင်းဒါပေမဲ့အဲ့ဒီမိန်းမနဲ့ပတ်သက်တဲ့ယောက်ျားတွေကိုပြမယ်နေလို့ယောက်ျားကြီးတမ်းမယ်မရှက်ကြဘူးလားကိုမိန်းမတော့ဖောက်ပြန်နေတယ်တစ်ချိန်လည်းမဟုတ်နှစ်ချိန်လည်းမဟုတ်သုံးချိန်လည်းမဟုတ်လေးချိန်အချိန်ပေါင်းများစွာဖောက်ပြန်ပြီးလက်ခံနေတာနေလို့မိန်းမတွေမမြင်ဘူးလားဟမ်အဲ့လိုမိန်းမမျိုးကငါတစ်ချက်တော့ပြပြစီလင်းငုတ်တို့ရှိပါဦးရဲ့နဲ့ဘာကြောင့်ဖောက်ပြန်လာလဲအေးငါ့ကိုမေးတော့ငါဖြေလိုက်မယ်နော်ငါကောင်းပါလေနဲ့ဖောက်ပြန်ရင်ငါလည်းဖောက်ပြန်မှာပဲဒါပေမဲ့သူ့ဘက်ကအမားကိုစင်ကျင်တုံတရားနဲ့ရက်တဲ့ငါလည်းရက်တယ်မယ်ဒါပေမဲ့ယောက်ျားမကောင်းနိုင်ခဏခဏဖောက်ပြန်မယ်လို့မထင်နဲ့အပြီးပိုင်းငါဘွားလည်းဆက်လုပ်လိုက်ပါအဲ့လိုမိန်းမမျိုးနော်တချို့တွေရှိပါလေယောက်ျားကိုကြွာပေးလားဆိုလည်းမကြွာပေးဒီယောက်ျားကိုဘယ်လိုပြောလဲကြွာပေးလို့လည်းတောင်းဆိုလို့လည်းမရဘူးကြွာပေးပါလို့လည်းလက်မခံဘူးအဲ့လိုမိန်းမမျိုးတွေကဒီကြီးကိုလည်းပြစ်မထားဘူးနော်ကြည်လို့လားမေးတော့မကြည်ဘူးလင်းငယ်လေးရှာမြအန်းနဲ့နော်သားရွယ်တွေကိုလည်းအန်းဟမ်အဖေရွယ်တွေကိုလည်းအန်းကိုယ်လင်းနဲ့ဒန်းလူရွယ်တွေလောက်ရှိတဲ့အကောင်တွေကိုလည်းအန်းပြီးတော့ free ကုန်းနေတဲ့မိန်းမတွေအတွက်ကတော့လေမျိုးတွေပိုင်ဆိုင်ထားတဲ့အတွက်ငါစိတ်မကောင်းပါဘူးเนาะဒါပေမဲ့ပြပြမယ်ငါမဖောက်ပြန်ဘူးလားမမေးနဲ့ငါဖောက်ပြန်တယ်ဒါပေမဲ့ငါရဲ့စကားကိုနားထောင်မလားနားထောင်မဆိုအဲ့ငါလည်းအဲ့အမားကိုရက်တန့်တယ်ဒီလိုငါစကားကိုနားမထောင်ဘူးကို့အမားကိုပဲကိုဆက်လုပ်မယ်ဆိုရင်ငါဖွားတယ်အပြည့်ပြန်ထွက်သွားငါအဲ့လိုမျိုးကိုဘဝတစ်ခုเนาะလုပ်ပြီးမှငါစိတ်ခေါ်တာယောက်ျားမကောင်းတဲ့ခဏခဏဖောက်ပြန်တယ်မှာငါမပါဘူးเนาะဒီလိုငါဖောက်ပြန်တဲ့ယောက်ျားတွေကလည်းလူပြိုတွေများပါတယ်လို့တခါလေးသိအောင်ပြတာငါဝေဖန်ရင်လည်းငါဂရုမစိုက်တခါလေးငါဘုံကတဲတယ်ပြတာနော်အဲ့တော့ငါတခါပြနိုင်မယ်ငါရဲ့ရာဆိုရင်မှာငါဘွားလည်းအဲ့ယောက်ျားအပီးထွက်သွားမှနောက်အိမ်တော်တစ်ခုတီထောင်ခဲ့တာပဲရှိတယ်နှစ်ပင်တွေတူးပင်တွေလိန်ခဲ့တာဆိုရင်တခါပဲရှိခဲ့ဘူးနော်အဲ့ဒါကပြောတော့ပါဦးအတိတ်ကိုနော်ငါအမောင်ငါရက်တက်နိုင်အောင်ကြိုးစားလိုက်ပါပြီလို့နော်အကုန်လုံးဘူးလဲပြောင်းသွားမေးတဲ့မိကုန်းတွေရှိလို့တက်ဖြေတာပါလို့နော်အကောက်ကြီးကလည်းဟိုလူကဘန်ဒီလူကဘန်ဟိုလူက report ဒီလူက report ထုနဲ့ကောက်ကတဟေးပြနဲ့အဝါဘက်ကနေအနီးဘက်ရောက်တော့မယ်လို့နော်ငါကောက်သိမပြက်ခင်နေလို့လည်းစကားပြောပြရစီပြက်သွားရင်တော့မစော့တော့ပါဘူးနော်မပြက်ခင်ဆော့ပြစီလို့အာ